ရွှေသမင်မျက်လုံးလေးစိုက်ကိုလေးသူ့ပြုံးနဲ့နှုတ်ဆက်ကရဲ့သွားတော့မဲ့သူဘယ်လိုဝကြွေးများရှိလာတဲ့သူလူသားခုမှတွေ့ကြကရဲ့ခွဲသွားရွှေသမင်မျက်လုံးလေးစိုက်ကိုလေးသူ့ပြုံးနဲ့နှုတ်ဆက်ကရဲ့သွားတော့မဲ့သူဘယ်လိုဝကြွေးများရှိလာတဲ့သူလူသားခုမှတွေ့ကြကရဲ့ခွဲသွားစိတ်ထဲမှာလေးတကယ်